ဒီလူကတွင်းရှင်မှာအများနဲ့ငားတွေရောက်နေအောင်တွေးလိုက်ပါတယ်ဒီငားတွေကိုဘယ်သူလာထားတော်မှလဲသူကမသိပါဘူးဒီပေလေးကိုဖြည့်ရှင်းကျင်တာနဲ့သူကကင်မရာတစ်လုံးတက်ဆင်လိုက်ပါတယ်အဲ့ဒီညမနေ့စောစောမှာပဲဝက်ဝင်ကြီးတကောင်ကငားကိုကြိုက်ပြီးရောက်ချလာပါတယ်ငားတွေကိုချပြေးတာနဲ့တကားဝရှိရဲ့ကင်မရာတက်တဲ့ကိုကြည့်ပြီးထိုင်ချလိုက်ပါတယ်ဒါဟာသူကျေးဇူးတင်တဲ့အနေနဲ့လာပြီးပို့နေတဲ့အကြောင်းပြလိုက်တာပါလွန်ခဲ့တဲ့10နှစ်ကျော်ကသူ့ရဲ့ခေါင်းမှာပလင်းတစ်လုံးစွန့်နေတော့အိမ်ပိုင်ရှင်ကလာကယ်ပေးခဲ့တာပါသူ့ရဲ့တက်ကိုကယ်ဖို့အတွက်အိမ်ပိုင်ရှင်အစွမ်းကိုစူးစမ်းပေးခဲ့တာလည်းဖြစ်ပါတယ်ဒီကျေးဇူးတရားကိုဝက်ဝင်လေးကမမေပဲအမတ်တရရှိနေတာဖြစ်ပါတယ်နောက်ရက်မှာတော့အိမ်ပိုင်ရှင်ကတောထဲကိုတွားရင်နှင်းမုန်တိုင်းထဲမှာလမ်းပြောက်သွားပါတယ်သူကနိုင်များစွာလမ်းရှာပြီးတဲ့အခါမှာတော့လူကအေးခဲပြီးအားနေလာပါတယ်အဲ့ဒီချိန်မှာစောနာကဝက်ဝင်ကြီးကပေါ်လာပြီးသူ့ကိုလမ်းပြကခေါ်ဆောင်သွားပါတယ်ဒီလမ်းဟာတောထဲမှာတူတွားနေကြလမ်းဖြစ်လို့သူ့အတွက်ကတော့အေးဆေးပါပဲသူတို့အိမ်ပြန်ရောက်ကြတဲ့အခါမှာတော့ဝက်ဝင်ကြီးကအင်ရှင်ကိုစိုက်ကြည့်ပြီးတောထဲကိုပြန်ထွက်သွားပါတယ်တရိတ်ဆန်ဆိုပေမဲ့ကျေးဇူးတရားကိုမမေ့တဲ့အပြင်ပြန်ဆက်ခွင့်ရတဲ့အချိန်မှာလည်းကျေးဇူးပြန်ဆက်သွားခဲ့တာဖြစ်ပါတယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ပါမယ်